ဆိုဗီယက်စစ်သားတယောက်ကကျင်းထဲကနေယူပတရက်ခုံထလာပြီးရန်သူကိုစနောက်ဖို့ပြပါတော့တယ်ရန်သူစနိုက်ပါသမားကလည်းအမြန်ချိန်ပြီးစစ်သားရဲ့ဦးထုပ်ကိုကြည်တောက်တဲနဲ့လွှင့်သွားအောင်ပစ်ချလိုက်ပါတော့တယ်စစ်သားလည်းတန်ပြီးကျင်းထဲကိုပြန်ပြေးဝင်သွားပါတော့တယ်ခေါင်းကိုမထီတာကန်ကောင်းလို့ပဲဆိုပြီးကျေးဇူးတင်နေတာပေါ့အဲ့ဒီအချိန်မှာပဲဗိုလ်ချုပ်တယောက်ကစစ်မြေပြင်ကိုလာစစ်ဆေးပါတော့တယ်ရန်သူဘက်မှာတော်တဲ့စနိုက်ပါသမားရှိတယ်လို့ကြားလိုက်ရတဲ့အခါသူကလည်းအရန်ကြောက်သွားပြီးချက်ချင်းကိုငုံလိုက်ပါတော့တယ်ပြီးတော့သူတို့တက်ဖျားအတော်ဆုံးအညိုသမီးစနိုက်ပါသမားကိုအမြန်ခေါ်လိုက်ပြီးရန်သူကိုရှင်းထုတ်ဖို့ပြောလိုက်ပါတယ်ဗျာသူကလည်းချက်ချင်းပဲလုပ်ငန်းစားပါတော့တယ်ပထမဆုံးအနေနဲ့ရန်သူစနိုက်ပါသမားဘယ်နားမှာပုံနေနိုင်လဲဆိုတာကိုလေ့လာတာပေါ့ပြီးတော့ရန်သူကိုလှည့်စားပြီးပစ်အောင်လို့အတုတစ်ခုကိုချလိုက်ပါတယ်ဗျာရန်သူကလည်းအတုကိုမြင်တာနဲ့ပစ်လိုက်ပါတော့တယ်အဲ့ဒီကြီးကဖျဲသီးတစ်လုံးကိုထိပြီးပောက်ကွဲသွားစေပါတယ်ဗျာဒါပေမဲ့သူ့ရဲ့တီနေရာကိုလည်းဖော်ထုတ်လိုက်တယ်လို့ဖြစ်သွားတာပေါ့အချိန်မဆွဲတော့ပဲအမျိုးသမီးကချိန်ပြီးပစ်လိုက်တော့ရန်သူစနိုက်ပါသမားကိုထိသွားပါတယ်ဗျာအဲ့ဒီနောက်မှာတော့ဓားလေးတစ်ချောင်းထုတ်ပြီးသူမရဲ့ rifle တဲ့နတ်ပေါ်မှာအမတ်တစ်ခုထိုးလိုက်ပါတယ်ဗျာဒါပေမဲ့အမျိုးသမီးမထိလိုက်ကြကတော့သူမတတ်လိုက်တာကရန်သူစနိုက်ပါသမားမဟုတ်ပဲရှေ့ပြေးကိုပဲတတ်မိတာပါဗျာနောက်ပိုင်းမှာတော့ဗိုလ်ချုပ်ကစစ်မြေပြင်ကိုပြန်လာစစ်ဆေးပါတယ်ဗျာသူမှန်ပြောင်းကိုမြောက်လိုက်တာနဲ့တစ်လိုက်နေတဲ့ကြီးစန်းတောင်ကသူ့ကိုထိမှန်ပြီးချက်ချင်းကိုတေးသွားစေပါတယ်ဗျာအမျိုးသမီးကအဲ့ဒီနေရာကိုအမြန်ပြန်လာပြီးအခြေလေးကိုတိတိချီခလိမ့်လာပါတော့တယ်ရန်သူစနိုက်ပါသမားဘယ်နားမှာထပ်ပြီးပုံနေနိုင်လဲဆိုတာကိုသူမှထိလိုက်ရပါတော့တယ်သူ့ကိုလှည့်စားဖို့အတွက်မှန်တစ်ချက်ကိုမြက်ခင်းထဲမှာချထားပြီးနေရောင်ပြန်တာကိုအသုံးပြုပြီးသူ့ရဲ့အာယုံကိုဆွဲဆောင်လိုက်ပါတယ်ဗျာတစ်ချိန်ထဲမှာပဲကားခုန်ခေတဲ့စစ်သားကလည်းရန်သူစနိုက်ပါသမားဘယ်နားမှာရှိလဲဆိုတာကိုသိသွားပြီးတိုက်ခိုက်ကိုကြိုးစားပါတော့တယ်ဓားကိုပါးဆက်မှာကိုက်ပြီးခြုံပုတ်တီကြားကနေတိုးဝင်သွားပြီးပိုပြီးနီးစပ်အောင်သွားပါတယ်ဗျာဒါပေမဲ့စနိုက်ပါသမားကတော့သူ့ကိုမြင်ပြီးသားဖြစ်နေပါပြီကြောက်ရမယ့်အစားစစ်သားကရန်သူရဲ့ကော်ဖီကိုကောက်ယူပြီးတငုံတောက်လိုက်ပါတော့တယ်ပြီးတော့သူကရုတ်တရက်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့စနိုက်ပါသမားကအယံတန်မှာတော့သူ့ကိုတစ်ပင်နဲ့ပြင်းပြင်းထန်ထန်ဆော့ရိုက်ပစ်လိုက်ပါတယ်ဗျာကန်ခေါစွာနဲ့ပဲအမျိုးသမီးရဲ့နေရာကတော့လုံခြုံနေစေပါပဲနေရွေလွဲလာတဲ့အမျှအလင်းကရန်သူစနိုက်ပါသမားရဲ့မြင်ကွင်းထဲကိုတိုက်ရိုက်ပြန်ကျလာပါတယ်ဗျာစနိုက်ပါသမားကလည်းအဲ့ဒီထောင်ချောက်ကိုယုံသွားပြီးမှန်ကိုပစ်လိုက်ရမှကြေးသွားပါတယ်ဗျာအဲ့ဒီချိန်လေးမှာပဲအမျိုးသမီးကပြန်ပစ်လိုက်ပြီးစနိုက်ပါသမားကိုအောင်အောင်မြင်မြင်တပ်ပစ်လိုက်ပါတယ်ဗျာ